အားလုံးပဲမင်္ဂလာပါချန်ပီယံမှကြိုဆိုလိုက်ရပါတယ်ကျွန်တော်တို့မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းလေးဟာအခုဆိုရင် BNN အမျိုးသမီးအသင်းကိုအရေးနိုင်ပြီးအရှိတောင်အာရှစီးကိန်းအုပ်စုအဆင့်ကနေလက်ပြနှုတ်ဆက်ခဲ့ရပါပြီအပြစ်မမြင်လို့ပါဘူးဘောလုံးဆိုတာမနိုင်ရင်အရှုံးပါပြီရှေ့လူကြီးတွေပြောသလိုပဲသူများ6ကိုယုံပြီးဘောပွဲလောင်းတာထက်ကိုလက်ကိုယုံပြီးဖဲရိုက်တာကမှပိုပြီးတေးကြရဲဆိုတဲ့စကားတော့သတိရမိပါသေးတယ်ဒါကအမှန်တင်းသလောက်မှန်ပါတယ်အခုလဲမြမလက်ရွေးစင်အမျိုးသမီးအသင်းကကောင်မလေးတွေရဲ့ကစားပုံစွမ်းဆောင်ရည်နဲ့အတွေ့အကြုံပိုင်းတွေကရှိသင့်တဲ့လောက် level မှာရှိနေပြီဆိုပေမဲ့အခုမြင်ရတဲ့အနေအထားမှာကျွန်တော်တို့ပရိသတ်တွေအားမရနိုင်ကြသေးတဲ့အနေအထားမျိုးပါဆိုတော့မကျေနပ်ကိုရိုင်းဝင်ကန်ဆိုတဲ့ပိတ်တလေးဖေးပြစ်စကားကိုပဲအောက်မေ့ရမလို့ပါပဲတမိုင်းတစ်လျှောက်အဖြေရောခြေရောပါမလှပေမဲ့ပြီးခဲ့တဲ့နှစ်ပွဲဆက်အနိုင်ရလက်တွေမှာလိုအပ်ချက်လေးတွေအများပြားတွေ့ခဲ့ရပေမဲ့အုပ်ရောရောကြောက်ရောရောနဲ့စေယိုးတွေကကန်လန်မဖြစ်ချင်လို့မပြောပြခဲ့ပါဘူးဘာလို့လဲပြောရရင်အရင်ကလူတွေဘောပွဲပေါ်အမြင်နဲ့အခုခေတ်လူငယ်လူရွယ်တွေရဲ့အမြင်ကအမြင်သာဆုံးဥပမာပြရရင်နှာခေါင်းနဲ့အုံနောက်လိုကွာခြားတာမလို့ပါကျွန်တော်ကြည့်ခဲ့ဘူးသမျှမြန်မာအမျိုးသမီးအသင်းထဲမှာဒီအသင်းလေးကအတော့ကိုအားရင်ချိနေတယ်လို့ရွေးချယ်စရာလူကလည်းမရှိပါဘူး Noah Lowa for မိုင်းနီလာထွေးတန်ထွေးစားသဖြင့်ကျွန်တော်မြင်ခဲ့ဘူးကြည့်ခဲ့ဘူးတဲ့စီနီယာကစားသမားဂန်နဝင်ကစားသမားကြီးတွေလို့ဒီအသင်းလေးကကစားသမားတွေဟာမန်ဒေပိုင်းရော physical ဘိုင်းမှာပါအတော့ကိုအားရင်ချိနေလာပါပြီကျွန်တော်ဒီဗီဒီယိုကိုတင်တာအပြစ်တင်လို့စိတ်ရာနှုံးပြေးမရှိပါဘူးမြင်အောင်ပြောပြခြင်းတတ်ပဲဖြစ်ပါသည်သူတို့လုံနိုင်တာအကောင်းဆုံးလုပ်ခဲ့ကြတယ်ဒါကလေသူတို့လုံနိုင်တာအကုန်ပါပဲလို့ပြောလို့ရနေပါသည်စပီရက်လေပရိသတ်ဘက်ကစိတ်ပိုင်းဆိုင်ရာရိုင်လဲမသွားဖို့အားပေးစကားတွေနဲ့နှစ်သိမ့်တာမျိုးပဲဖြစ်တင်ပါသည်မြောက်ပင်ပြီးတာချစ်တယ်ကြိုက်တယ်ဆိုပြီးကစားသမားလေးတွေရဲ့အရိုင်းဆက်နေတဲ့စိတ်ပိုင်းဆိုင်ရာတွေကိုရိုက်ချပစ်တာမျိုးတော့မလုပ်ကြပါနဲ့လက်ရွေးစင်တွေဆိုပေမဲ့တချို့ပလီယာလေးတွေကဘောလုံးမှလွဲပြီးပြင်ပလူနေမှုပုံစံမှာအနေအေးသလိုကလေးတသားရှိပါသည်နောက်ပြီးပိုပြီးစိတ်မကောင်းဖြစ်မိတာကမြန်မာမျိုးသမီးဘောလုံးအသင်းကိုချစ်ခင်အားပေးခြင်းလုံးပူပြင်းလာတဲ့ချွန်ဘူရီရဲ့အပူချိန်ကိုအန်တူပြီးရောက်လာကြတဲ့မြန်မာပြည်သားညီကိုမောင်နှမတွေပါပဲတိတ်ကိုမှတာဝန်ကျေသလိုတိတ်ကိုမှနိုင်ငံကအားကစားသမားတွေကိုမျက်နှာမငယ်စေခြင်းနဲ့စိတ်စေတနာအပြည့်ရှိကြသူတွေပါအလုတ်ဖြတ်ပြီးလာကြည့်သူတွေလည်းတွေ့ရသလိုတချို့ဆိုရင်ဝေးလံလာတဲ့နေရာကနေမရမကလာကြရသူတွေရှိပါတယ်ဒီလူတွေကိုကျွန်တော်အနေနဲ့လေးစားမိပါတယ်အစိုးဆုံးအခြေအနေကနေအကောင်းဆုံးနှုတ်ထပြီးတစ်ချိန်ကအာဆီယံမှာပခုံးချင်းရှင်မှုမလွယ်တဲ့မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအနေထားကိုပြန်လည်ရောက်ရှိလာနိုင်ဖို့လဲမျှော်လင့်ပါတယ်လို့ပြောရင်းနဲ့ဒီဗီဒီယိုလေးကိုညီကုန်းချုပ်လိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်